local ခောက်ဆွဲတွေထဲမှာလက်ဆောင်ထက်တဲ့ပါတယ်ကြားပူးနူတယ်။အဲ့ကလည်းခက်ဆန်းဆန်းလေးပဲဟုတ်တယ်မလား။အပူကခောက်ဆွဲတွေကကဘာနှံ့အရတာရှိနေတာဆိုတော့ကျွန်တော်တော့ဒီနေ့ပဲခောက်ဆွဲတွေ spicy နဲ့ကိုရီးယားစီကိုခဏလေးတွားလိုက်မယ်။ခောက်ဆွဲစားလို့ရှိရင်ကျွန်တော်အမြဲတမ်းဒီတိုင်းခောက်ဆွဲရိုးတနေ့မဲ့မစားတတ်တော့ခောက်ဆွဲနဲ့တွဲစားဖို့အသားလုံးနေရပြောလို့ရှိရင်ငါးသားပြောက်ကြောင်းနေကိုကြိုပြီးတော့ပြုတ်ထားလိုက်တယ်။အပူခောက်ဆွဲက3မိနစ်ထဲနေတော့မရဘူး။ तू ကစံမရောရပဲနဲ့ဂျုံခောက်ဆွဲစစ်စစ်ကိုသုံးထားပေးရဆိုတော့အရသာကောင်းပေမဲ့ तू ကပြေးသွားတဲ့အခါတော့ကျွန်တော်6မိနစ်9မိနစ်လောက်အချိန်ယူပြီးတော့ပြုတ်ရတယ်။အခုကျွန်တော်ပြုတ်နေတော့ခောက်ဆွဲသားကိုပဲကြည့်တယ်ကျွန်တော်စားနေကြခောက်ဆွဲသားတွေနဲ့နည်းနည်းကွဲတာကိုတွေ့ရလိမ့်မယ်ပြီးတော့ခောက်ဆွဲရဲ့ပူးရှင်ကိုလည်းကြည့်ခောက်ဆွဲရဲ့ပူးရှင်လေးလည်းမစိုးဘူးအခုဆိုလို့ရှိရင်ကျွန်တော်ပြုတ်ထားတဲ့ခောက်ဆွဲလေးရပါပြီကြားဘူးရဲ့ပဲခောက်ဆွဲက protein တက်ပြည့်ဝတယ်ကိုရီးယားပဲမဲကိုသုံးတာအကြောင်းမလို့တက်လွတ်သမားတွေလည်းစားလို့ရတယ်ခောက်ဆွဲဆိုင်နဲ့တခါတည်း protein တက်ပါပြည့်ကျွန်တော်တော့တော်ရင် protein တက်နဲ့ပြည့်အောင်မရလို့ငါးသားပြားပါထပ်ပြီးတော့စားတယ်ခောက်ဆွဲဆိုလို့ရှိရင်ကြီးမြတ်တဲ့ကျွန်တော်တို့ကြားဘူးရဲ့ပဲခောက်ဆွဲရဲ့အရသာကိုလက်ခံပြီးလို့ရတယ်ရတာစိတ်စိမ်ခောက်ဆွဲအီအီလေးနဲ့စားကောင်းတာကြားဘူးရဲ့ cheese spicy ခောက်ဆွဲမှာဆိုလို့ရှိရင်လည်း cheese မုန်ကြီးရဲ့ New Zealand လာတဲ့ cheese ကိုသုံးတာထုံမှာ2800ဝန်းကျင်ပဲဆိုရင်ထည့်ထားပြီး ingredient တွေကတော့အချိန်နေထည့်ပေးတာမဟုတ် cheese spicy ကလည်းငြူသီးနဲ့အရန်မှုန်ပြီးတော့ဆက်ပြဲလန်နေတဲ့တဲမှာပါအောင်အဆက်မစားနိုင်တဲ့ alpha အိတ်နဲ့တစ်ထုပ်လုံးကုန်သွားတာ cheese ရတာစိတ်စိမ်နဲ့ခောက်ဆွဲလေးဆိုတာကလေးတွေစားရင်တော့မလက်ခံနိုင်တဲ့အဆက်အရတာလောက်ပဲဖြစ်တယ်အမှပို့ပြီးတော့အဆက်ပေါ်ကျင်သေးရဆိုရင်ကျွန်တော်လိုမျိုးဒီလိုမျိုးအသားတွေအဥတွေအရွက်တွေနဲ့တွဲပြီးတော့စားပို့ပြီးတော့ကောင်းနိုင်မယ်ခောက်ဆွဲပြုတ်ကကျမ်းမာရေးနဲ့မြင်ညွတ်ဘူးဆိုရင်အခုလိုမျိုးအသားတွေအရွက်တွေနဲ့တွဲပြီးစားလို့ရှိရင်အနည်းဆုံးတော့အာဟာရပြည့်ပြည့်လေးနဲ့စားရတာပေါ့အဖားတော့အဲ့နေကစောင်းကောင်းနဲ့နှစ်ထုပ်လုံးတစ်ထိုင်နဲ့ကြိတ်ပစ်ပလိုက်တာပဲဆွဲပြုတ်ကောင်းကောင်းလေးကြိုက်တတ်တဲ့သူတွေဆိုလို့ရှိရင်ဒီကြားဘူးနူတွေလေးကို try ကြည့်နော်